မင်္ဂလာပါခင်ဗျာမစ္စတာနိုင်တဲ့ကွင်းလယ်ကြောက်ဆောင်ကက်စမဲရိုဟာဒီယာဒီကုန်းမှာအသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်ဒီပြမိုင်ကန်ကာရီရဲ့လက်အောက်မှာကွင်းလယ်အထိုင်ကအရေးပါဆုံးဖြစ်လာတော့ကြောင့်သူ့နေရာမှာစားထိုးမဲ့သူကအသင်းရဲ့2026-2029ရာသီအောင်မြင်မှုကိုအဆုံးဖြတ်ပေးပါလိမ့်မယ်လက်ရှိမှာထိတ်ဆုံးကရေပန်းစားနေတဲ့ကစားသမား3ယောက်ရဲ့အားတာချက်အားနည်းချက်တွေကိုနှိုင်းယှဉ်ကြည့်ရအောင်ဘရူနိုဂွီမာရက်စ်လားဆန်ဒရိုရိုနာလီလားဒါမှမဟုတ်အတန်ဝါတန်လားဒီနေ့မှာသူတို့3ယောက်ရဲ့ဆွမ်းဆောင်ရည်တွေကိုအချက်လက်တွေနဲ့တကွအသေးစိတ်သုံးသပ်ကြည့်ရအောင်နံပါတ်1ကတော့ဘရူနိုဂွီမာရက်စ်ပါနျူကာဆယ်ရဲ့အသက်28နှစ်အရွယ်ဘရာဇီးကျယ်ပွင့်ဟာပရီးမီးယားလိမှာအတွေ့အကြုံရင့်နေပြီဖြစ်သလိုကက်စမဲရိုရဲ့ကစားဟန်နဲ့အနီးစပ်ဆုံးဆင်တူသူပါအားသာချက်တွေကတော့သူဟာခံစစ်တင်မကပဲတိုက်စစ်မှာပါအားကိုးရတာပါ2025-2026ရာသီမှာကိုအတွင်း၄ဂိုးဖန်တီးပေးထားနိုင်တာကကက်စမဲရိုရဲ့ဂိုးသွင်းစွမ်းရည်နဲ့ဂိုးဖန်တီးမှုစွမ်းရည်ကိုအစားထိုးနိုင်စွမ်းရှိပါတယ်။ဒီ3ယောက်ထဲမှာဂိုးသွင်းများဆုံးဖြစ်တယ်လို့ဆက်စပီဖြစ်တံဘောတွေမှာလည်းအနည်းရဲ့အပြီးနိုင်ဆုံးသူပါ။ပေးပို့မှုတိကျချက်86%ထိရှိပါတယ်။သူကခွင်းလယ်ကနေတိုက်စစ်စီကိုဘောလုံးအမြန်ရအောင်ပို့ပေးနိုင်တဲ့ progressive pass တွေပေးနိုင်သူတစ်ယောက်ပါ။လီဒါရှစ်အနေနဲ့ကွင်းလယ်မှာတိုက်ပွဲဝင်လုံစိတ်ပြင်းထန်ပြီးအသင်းဘော်တွေကိုလှုံ့ဆော်ပေးနိုင်တဲ့ခေါင်းဆောင်မှုအရေးချင်းလည်းရှိပါတယ်။အချက်လက်တွေရ 1vs1 အနိုင်ရမှုနှုန်း85%နီးပါးရှိလို့ပရီးမီးယားလိရဲ့အကောင်းဆုံးကွင်းလယ်လူတွေကတစ်ယောက်ပါ။အားနည်းချက်ကတော့အသက်အရွယ်ရကက်စမဲရိုလိုပဲနောက်3နှစ်ဆိုရင်ကျဆင်းလာနိုင်တယ်လို့ပြောင်းရွှေ့ကြီးကလည်းပေါင်တန်း80ဝန်းကျင်ပေးရနိုင်ပါတယ်။နံပါတ်2ကတော့ဆန်ဒရိုတိုနာလီပါတိုနာလီကတော့ဘောရော့ကဘာဒီမှာအထူးကျွန်းဆုံးမှာပြိုင်ဘက်စီကဘောလုံးပြန်လူတဲ့နေရာမှာမြန်ဆန်ပြီး defensive contribution ကောင်းပေမဲ့ area 2ရဲ့အမြင့်ဘောအောင်မြင်မှုကတော့17ကြိမ်ပဲရှိတဲ့အတွက်ဒီချက်မှာတော့အားနည်းပါတယ်တိုနာလီကတန်ပို့ထိန်းပေးနိုင်တဲ့လူပါ short pass တွေမှာအရန်တိကျပြီး85%ထိရှိပါတယ်chance creator အခွင့်အရေးဖန်တီးမှုမှာ89%ထိရှိတာကြောင့်တိုက်စစ်အတွက်အားကိုးရဆုံးသူပါဘောလုံးဆွဲယူတဲ့ဆောင်တဲ့နေရာမှာ63%ထိအောင်မြင်မှုရှိပါတယ်။ကိုးဖန်တီးမှုက2ကြိမ်ပါ။တိုနာလီကအဝေးကန်ချက်တွေနဲ့ free kick တွေမှာကောင်းပါတယ်။အသက်က25နှစ်ပါ။အတွေ့အကြုံရောအသက်အရွယ်ရောအမျှတဆုံးပါ။တန်ကြီးကပေါင်63တန်းဝန်းကျင်ရှိပါတယ်။နံပါတ်3ကတော့အတန်ဝါတာမှာခရစ္စတယ်ဘဲလီရဲ့အသက်22နှစ်အရွယ်အင်္ဂလန်သားလေးကတော့ကာရီရဲ့ကစားသမားဘဝပုံစံနဲ့အတူဆုံးလို့ပြောလို့ရပါတယ်။သူကတော့ physical ထက်နေရာယူမှုနဲ့ဖြတ်တောက်မှု interception မှာပိုအားတန်ပါတယ်။ဒီရာသီမှာတကယ်အောင်မြင်မှု28ကြိမ်ထိရှိထားပေမဲ့ခန္ဓာကိုယ်အင်အားသုံးပြီးရှင်ကစားရတဲ့နေရာမှာတော့ချက်2ယောက်ကိုမမီသေးပါဘူး။တက္ကသိုလ်ပိုင်းမှာဆရာတဆူလို့ပြောရလောက်အောင်ပြပို့မှုတွေကတည်ငြိမ်ပါတယ်။ထို့သဖြင့်ကစားဝတ်ကိုဘယ်ညာပြောင်းလဲပြပို့တဲ့လောင်းဘောတွေမှာသူကကာရစ်နဲ့အတူဆုံးပါ။ဒီရာသီမှာကိုမတင်ထားနိုင်သေးပါဘူး။သူက deep line ကိုစတဲ့အတွက်ကို area ထဲဒီဝင်ရောက်တာနည်းပါတယ်။ဒီရာသီ2025-2026မှာသူဟာအခွင့်အရေးဖန်တီးမှု chance creator 14ကြိမ်ပြုလုပ်ထားပြီး6ဂိုးအထိဖန်တီးပေးထားပါတယ်။ပေးပုံမှုရာခိုင်နှုန်း80%ထိအောင်မြင်ပါတယ်။ဖိအားပေးခံရတဲ့အနေအထားမှာဘောလုံးကိုတည်ငြိမ်ငြိမ်ကိုင်တွယ်နိုင်စွမ်းကမိန်းနူးနဲ့တွဲဖက်လိုက်ရင်ယူနိုက်တက်ကွင်းလေကအရန်ကြည့်ကောင်းသွားမှာပါ။အသက်ငယ်သေးတာကြောင့်ဆက်စုနှစ်တစ်ခုစာအားကိုးလို့ရမယ် long term plan ပါ။အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီးတန်ကြီးကပေါင်65တန်းဝန်းကျင်မှာအားနည်းချက်ကတော့ physical strength မှာအရင်ကကက်စမဲရိုပေးနိုင်တဲ့ခန္ဓာကိုယ်အင်အားသုံးပြီးဖျက်ထုတ်မှုတွေမှာတော့ဝါတန်ကအားနည်းချက်ရှိနေပါသေးတယ်။ဒီကုန်းချုံသုံးသက်ချက်အနေနဲ့တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ဂိုးသင်းအားကိုလိုချင်ရင်ဘရူနိုဂွီမာရစ်ပါဘောရော့ကာဘာဒီနဲ့ကွင်းလယ် balance အတွက်ဆိုရင်ဆန်တိုနာလီပါကာရီရဲ့နီးစနစ်နဲ့အနာဂတ်အတွက်ဆိုရင်အတန်ဝါတန်မှာကျွန်တော်မြင်ရတော့မင်းနူးနဲ့တွဲဖက်ဖို့အတွက်အတန်ဝါတန်ရဲ့နီးစနစ်ပိုင်းကကာရစ်နဲ့အကိုက်ညီဆုံးလို့ထင်ပါတယ်မင်းနူးဝါတန်ဆိုတဲ့ကွင်းလယ်အတွင်းကနောက်10နှစ်အထိ United ကိုပုံဖော်ပေးသွားနိုင်ပါတယ်ဝိဇတ်တို့ရောကက်စမဲရိုရဲ့နေရာမှာဒီ3ယောက်ထဲကဘယ်သူကိုအလိုချင်ဆုံးလဲကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ကြည့်ရှုနားဆင်ပေးခဲ့ကြလို့ကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့တဒါ